ဒီတခါတော့နော်ဒီမှာကျွန်တော်တို့ဝေးချော်ဆက်မော်တာပေါ့ဝေးချော်ဆက်မော်တာဒီကောင်ကဘယ်လောက်လဲဆိုတော့ဝတ်100နော်ဒီမှာအထဲမှာကျွန်တော်ဖတ်ပြမှာခင်ဗျားတို့မြင်ရပါဘူး220ဗို့50 Hz ဝတ်100 1 ampere ပေါ့ဒီကောင်ကနည်းနည်းတော့ကျနေပြီဒီမှာဒါဆိုရင်ဒီမှာသူ့ရဲ့ diagram လေးပါတယ် diagram မှာ capacitor လေးနဲ့ motor မှာအလဲအဝိုင်းလေးကို motor အလဲအဝိုင်းမှာ capacitor လေးနဲ့အမှသူ့ရဲ့ diagram အပေါ်ဆုံးမှာအဖြူကျိုးက run နော်ပြီးရင်starting ကျိုးက gray မိခိုးရောင်ပေါ့ blue က common ကျိုးတွေ့တယ်နော်တွေ့တယ်နော်ဒီမှာနော်ဒါပြီးရင်ကျွန်တော်အုံးလဲတိုင်းပြမှာနော်ဒီမှာ blue gray white အပေါ်ဆုံး white ကနော်ဒီမှာ running ကျိုးအလဲမှာ gray က starting ကျိုးဒီကောင်က common ကျိုးပေးမယ်ဆိုလို့ရှိရင်ဒီ running ကျိုး white နဲ့ blue ကျိုးနော်အပြာကိုဥစားပေါ့ line လေးဆွဲပေးရမှာနော်ဒါလေးကိုစမ်းပြမှာဆိုဒီမှာအဲ့ဒါအုံတိုင်းထားတာအုံကတော့တစ်ခုချင်းစီကိုဒီမှာကျွန်တော်တိုင်းကြည့်တာဒီမှာတိုင်းကြည့်တာတစ်ခုဒီမှာအစတိုင်းမှာခုနတိုင်းထားတဲ့တာမို့မော်တာကတော့ wiring နည်းနည်းမကောင်းတော့ဘူးပေါ့ဒီကောင်ကတော့ single phase induction motor အဝှရှော့ဇက်တွေပေါ့အခြေခံတိုင်းတဲ့သဘောလေးတွေပေါ့နော်ခုဒီမှာကျိုးရှိတယ်ဆိုလို့ရှိရင်အပြာရှိတယ်နော်အပြာရှိတယ်မီးခိုးရှိတယ်အဖြူရှိတယ်နော်အဲ့အပြာနဲ့မီးခိုးနဲ့တိုင်းတာ59ရတယ်နော်ပြီးရင်အပြာနဲ့အဖြူနဲ့တိုင်းတာ49ရတယ်ပြီးရင်မီးခိုးနဲ့အဖြူနဲ့တိုင်းတာ180ဒါဆိုလို့ရှိရင်ဒီကောင်အများဆုံးကောင်ကဒီကောင်ကျန်တဲ့တကြိုးကအပြာကျိုးကပါလေကိုမုန်းဖြစ်သွားပြီသဘောတရားတော့သူကကျိုးနဲ့ကျိုးပေါ်ရှိတယ်နော်ကျိုးနဲ့ကျိုးကဘာကျိုးနဲ့ဘာကျိုးလဲဆိုတော့ဒီအဖြူကျိုးမဟုတ်ဘူးမီးခိုးကျိုးနဲ့sorry မီးခိုးရောင်ကျိုးနဲ့အဖြူရောင်ကျိုးမီးခိုးရောင်ကျိုးနဲ့အဖြူရောင်ကျိုးရှိတယ်နော်မီးရောင်ကျိုးနဲ့အဖြူရောင်ကျိုးနှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဘာရမလဲဆိုတော့ဒီကိုမုန်းတက်မှုရမှာနော်ဆိုတော့အခုဒီမှာချိန်မှာပြောရအောင်ဒါလေးခဏကြိုင်လားနော်ဒီမှာဒါဆိုလို့ရှိရင်ဒါကကိုမုန်းကျိုးအပြာကျိုးပြီးရင်အဖြူကျိုးကကြတော့နော် running ကျိုး starting ကျိုးကမိကိုဆိုတော့ကိုဒီမှာ capacitor နဲ့ချိန်ပါဒါ capacitor ခုနကောင်းတယ်နော် microfarad အတိုင်းပြီးပါပြီ capacitor နဲ့ starting ကျိုးရယ် running ကျိုးရယ်ကိုချိန်လိုက်ပါဒါငုတ်ပါတယ်ဆိုလို့ရှိရင်လည်းငုတ်လုပ်ပြီးတော့ငုတ်လေးမှာချိန်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်အခုဒီမှာ running ကျိုးကပဲကျိုးလဲဆိုတော့ဒီမှာအဖြူကျိုးဘက်ချမ်းကနေပြီးတော့ line နဲ့ neutral တစ်ခုခုကိုပေးမယ်မီးကျိုးကိုပေးမယ်ဒီကောင်နော်ဒီကောင်ကကြတော့ဒီမှာဒီလိုတစ်ခုဆိုရင်မောင်းလို့ရပြီပေါ့အဲ့ဒီပုံပါပြန်နော်ဒီကောင်1 ampere ရှိတယ်ဒါမဲ့ဒီကောင်0.အလွန်မောင်းလာတော့ 0. ဘယ်လောက်လဲ 0.7 0.7 လောက်ရှိတယ်နော်ရတယ်နော်ဆိုတော့ common start run သဘောတရားသိပြီနော်